အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ကတားလေးရတော့ GMT ရဲ့ရောင်းဝအကောင်းဆုံးတွေထဲကတစ်ခုဖြစ်တဲ့အပိုလိုဒီတော့ကတားလေးဖြစ်ပါတယ်အခုလိုမျိုး GMT ရဲ့ရောင်းဝအကောင်းဆုံးအပိုလိုဒီတော့ကတားဟာဒီဇိုင်းတိုင်းရဲ့လိုအပ်ချက်နဲ့ကန့်ညီမှုရှိနေတဲ့အတွက်ကြောင့်ဒီမင်းတို့အတွက်လုံးဝရွေးချယ်သင့်တဲ့ကတားလေးဖြစ်ပါတယ်သူ့ရဲ့အားသာချက်ကတော့ပေးရတဲ့ဈေးနဲ့တန်ပြီးဈေးတွေကုန်းသုံးဆိုင်တွေပုံချောက်ဆိုင်တွေနဲ့လက်လိလက်ကားဆိုင်တွေမှာအသုံးပြုဖို့အသင့်လျော်ဆုံးဖြစ်ပါတယ်ဒါအပြင်တစ်ခါအားသွင်းထားရုံဖြင့်အချိန်ကြာကြီးသုံးပြုနိုင်ပြီးအားသွင်းဖို့အဆင်မပြေတဲ့အခြေအနေတွေမှာပါတကယ်ချောက်ကိုထည့်သွင်းသုံးပြုနိုင်မှာဖြစ်ပါတယ်။အချိန်တွေကလည်းတိကျမှန်ကန်ပြီးနှစ်ဖက်မြင် price community system ပေါင်းတာကြောင့်ဈေးနှုန်းကိုပါတစ်ခါတည်းတွက်ချက်ပေးနိုင်တဲ့အားသာချက်တွေရှိပါသေးတယ်။ဒီပိုလိုခတားရဲ့အောက်ခံပန်းအကျယ်အားဆိုရင်230mm နဲ့330mm ကျယ်ရှိပြီးတဝဲခုံသို့မဟုတ်ဈေးရောက်ခုံတွေပေါ်မှာပါပေါ်ပါလွယ်ကူစွာချိန်တွေသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။အကယ်၍လူကြီးမင်းတို့အနေနဲ့ GMT ကတားတွေဝယ်ယူခြင်းပါက online ပုံနံပါတ်ဖြစ်တဲ့399253 283 284ကိုရုံးချိန်တွင်ဆက်သွယ်ပြီးမှာယူလို့ရပါတယ်။ quality ကောင်းပြီးဈေးတန် GMT ကတားအရွေးမှန်ကန်